ဒါကတော့ဂျပန်နိုင်ငံရဲ့အကောင့်တကအကောင်ဆုံးတီထွင်မှုတွေတဲကတခုလို့ပြောရပါလိမ့်မယ်။ကားမောင်းသမားကဘတ်စကားဘော်ကနေဆင်းလာပြီးတော့ခလုတ်လေးတစ်ခုကိုနှိပ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲဒီမှာမြင်နေရတဲ့အပြားလေးတစ်ပြားထွက်ချလာပါတယ်။ပြီးတဲ့အခါမှာသူကမြေပြင်နဲ့အညီဖြစ်သွားပါတယ်။ဘာအတွက်လဲဆိုရင်တော့အခုမြင်နေရတယ်လို့ပါပဲ။မတန်ဆွမ်းတွေဝှီချဲနဲ့ပဲအမြဲတမ်းသွာလာနေရတဲ့သူတွေအတွက်အထူးသီးသန့်ပြုလုပ်ပေးထားတဲ့ဝင်ပေါက်ကလေးပါ။သူတို့ကအခုလိုမျိုးအပေါ်ကိုဝှီချဲလေးနဲ့တက်လိုက်ပြီးဆိုရင်ရမှုနဲ့ခလုတ်ကလေးတစ်ချက်ကိုပြန်နှိပ်ပေးလိုက်ရုံပါပဲ။အလိုလိုအပေါ်ကိုမြင့်တက်သွားပြီးတော့မှဒီမတန်ဆွမ်းခီးသည်တွေဟာဆိုရင်လည်းကောင်းကောင်းမွန်မွန်ဘတ်စကားစီးလို့ရသွားစေပါတယ်။ဒါဟာဆိုရင်လူသားချင်းစာနာပေးပြီးတော့မတန်ဆွမ်းသူတွေကိုအပေကန်အထီးကျန်ပုံစံမျိုးကြီးဖြစ်မနေစေပဲကိုအားကိုကလူတော်တဲ့ကိုတိုးနိုင်ဖို့အတွက်စဉ်းစားပေးထားတဲ့ကိစ္စလေးတစ်ရပ်ပါ။မြန်မာနိုင်ငံမှာတော့ဝီချဲနဲ့ဆိုရင်အခုလိုမျိုးလူတန်းတူတန်းစီဘတ်စကားစီးနိုင်ဖို့ဆိုတာကအကူအညီသာမပါရင်လုံးဝကိုမဖြစ်နိုင်တဲ့အနေအထားပါ။အကူအညီပါရင်တောင်တော်တော်လေးကိုခက်ခဲနေပါအောင်မယ်။ပရိသတ်ကြီးတို့ရောသူများနိုင်ငံရဲ့အခုလိုမျိုးတိုးတက်ပြီးကောင်းမွန်တဲ့ဤစနစ်လေးတွေနဲ့ပတ်သက်လို့ဘယ်လိုများတွေးမိကြပါသလဲနော်။ကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါအောင်။